Hello, Mingala, Minoya Kuchuba, no? Dakuchi, a popa. That the channel, Kuchoki Yihaba, Kuchoki idea, no? Vinilezo, that little child the upper level at Hua, who Choki lay out Jaiwa, so we should patty or divide your joy or the colon Hua, no? You Mandla line it, let the child only, she told you, no? Kuchu Sama, Kuchu Malo, Kuchu at the pet, Chokine, she told you, no? တင်တဲ့မင်းနေညီကိုများကိုလည်းပြောချင်ပါတယ်တင်တဲ့ခေါ်ချိန်လာတက်ပါတင်တဲ့လာမခေါ်တဲ့ချိန်ကျမှကိုကြီးတင်တဲ့ရှိလာမမေးပါနဲ့ပြီးတော့အမေးများဆုံးဟာမင်းကလေးတွေပေါ့နော်မင်းကလေးတွေဒီတက်သူပညာနဲ့ဘွားတစ်ခုကိုရက်တိကျင်တယ်ပေါ့နော်ရက်တိကျင်တယ်တခြားဟိုပေါ့ယောက်ျားရင်းနေရှင်မောင်တက်ပြီးဒီပညာရက်တစ်ခုရက်တိကျင်တယ်ဆိုရင်ကိုချူမင်းကလေး3ယောက်ခေါ်မယ်တင်တဲ့သူ3ယောက်ခေါ်ပြီးမယ်ပေါ့နော်အဲ့ဒါအများဆုံးလာရဆက်တယ်ပါပြေဝိုင်းတော့လက်မခံတော့ပါဘူးပေါ့နော်ကိုချူရှိမှာယောက်ျားလေးလည်းရှိရဲမင်းကလေးလေးရှိရဲအဲ့ဒါဟိုမှာကိုချူကအားလုံးနေရာထိုင်ခင်းစီးရင်အားလုံးစီစဉ်ပေးထားရပေါ့နော်စက်ဝင်စားလို့တက်ချင်တယ်ဒီပညာနဲ့တန်ဝေးကြောင့်ပြုချင်တယ်ဆိုရင်တော့လာတက်ပါဒါကတော့ကိုချူပြည့်ရှိထားအလေးကထပ်ပြပါနော်တစ်ချက်ကြည့်ကြည့်ပါဒီညီလေးကပထမတစ်ခါ4ရက်စက်တိုက်ကိုလက်တစ်ချောင်းလုံးရေးထားတာပေါ့နော်ဒါကိုဂျော်ကီပဲရေးထားတာပေါ့နော်ဒါလေးဆိုရင်နောက်လည်းရှင်ဘက်မှာထပ်ဆက်ပြီးတော့ရေးထားတာဒီနေ့တစ်နေ့လေးနဲ့အပြီးရေးထားတာပေါ့နော်ကျန်တဲ့စေးကြံဘာညာလေးကိုလိုက်အဖိုင်းပေါ့နော်ဒီကပုံကြီးကြီးတွေပုံကောင်းကောင်းလိုချင်တော့အချိန်ယူပြီးထိုးရပါတယ်ပေါ့နော်အချိန်ပေးနိုင်လေပုံကောင်းလေးပဲပေါ့နော်အဲ့ဒီအတွက်လေကိုရှူးဆိုင်မှာကဟိုပထမတစ်ခေါက်ကိုပဲရှင်နောက်ဆုံးတစ်ခေါက်တွေကဆိုင်မှာလာထိုးပတ်စံတစ်ပြားတစ်ချက်မှထပ်ပြီးပေးစရာမလိုဘူးအဓိကကိုချိုးတေးရပါတတူတစ်ခုအတွက်ကိုအချိန်ဖြူစေချင်တာပေါ့နော်အချိန်ပေးစေချင်တာအဲ့လိုမျိုးပါပေါ့နော်ကိုချိုးဆိုင်မှာလာဒေးထိုးမယ်ဆိုတော့အချိန်ပေးရပါတယ်အချိန်ပေးရင်အချိန်ပေးတဲ့လောက်ကောင်းပါတယ်ပေါ့နော်ဘယ်ဖေးအားပဲဖြစ်ဖြစ်ပေါ့နော်အနုပညာဖန်တီးရတဲ့နေရာမှာအချိန်တစ်ခုကအရင်ရေးကြည့်ပါတယ်ဒီပုံလေးဆိုမင်းတို့ကြည့်ကြည့်ပေါ့နော်လုံးဝ share အဖိုင်အတွေးနေရောရှင်ဘက်လက်တစ်ချောင်းလုံးအပတ်လေပေါ့နော်လုံးဝမာရီယိုလားမန္တလာပေါ့နော်မန္တလာလို့ခေါ်ကြတာပဲပေါ့နော်ကိုချိုးလို့ဒါကိုကောင်းဆုံးတိုက်မြင်ပြီးတော့ရီထိုးထားခြင်းဖြစ်ပါတယ်ပေါ့နော်ကျန်တဲ့အလက်တစ်ချောင်းလုံးကစေးကြံမှာရှင်ဘက်လေးကတော့ထပ်ဆက်ထားခြင်းဖြစ်ပါတယ်ပေါ့နော်အခုလိုမန္တလာပုံနေလို့လည်းလာရောက်ရီထိုးခြင်းတယ်ဆိုရင်ကိုချိုးဆိုင်မှာလာရောက်ရီထိုးလို့ရပါတယ်ကိုချိုးဆိုင်ကတော့ရန်ကုန်လှိုင်းတိုင်းရ15ရက်ကွက်ကျန်စစ်သားလမ်းမကြီးပေါ်မှာတည်ရှိပါတယ်ပေါ့နော်ဒါကတော့ကိုချိုးရှိမှာတင်တက်နေတဲ့ကလေးတွေပါပေါ့နော်သူတို့ဒါ fancy လေးတွေရီထိုးခြင်းဖြစ်ပါတယ်ကိုချိုးက9လပိုင်း9ရက်နေ့အထိကို fancy လေးတွေကိုချိုးကစီစဉ်လုပ်ပေးထားရပေါ့နော်အဲ့ဒါကိုလည်းတီးရလူရတီးပါပြီပေါ့လာရောက်ရီထိုးရလူရရှိပါတယ်တချို့ဧည့်သည်ကြတော့ဒီတိုင်းလာရေးထိုးတာပေါ့နော်ဆိုလိုချင်းတိတ်ပဲကကိုရှူးဆိုင်မှာကိုရှူးမားတော့လဲပုံသေးသေးလေးပုံကြီးကြီးရေကိုရှူးတင်တဲ့သားရင်လည်းရေးထိုးလို့ရပါတယ်ကိုရှူးတို့အဓိကတော့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိပါတယ်ပေါ့နော်အဲ့ဒါလေးကိုပြောချင်တယ်ပြီးတော့တင်တဲ့တက်ချင်တဲ့ညီကိုများသူတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့လေ့လာစုံစမ်းနိုင်တယ်ပေါ့နော်ကိုချူးဆိုတာဘယ်လိုမျိုးတင်တာလဲဘယ်လိုမျိုးလဲဆိုတာကိုလေ့လာသုံးသပ်လို့ရရပေါ့နော်ကိုချူးကတော့ရှင်းတယ်အသားလူဘော်ကြီးမှာလေ့ကျင့်ပြီးတာလူဘော်ကြီးမှာပဲတင်တဲ့ပေးစစ်လိုက်တဲ့တင်တဲ့မျိုးမဟုတ်ပါဘူးကိုချူးရှိမှတင်တဲ့တက်မယ်ဆိုရင်လည်းအချိန်ယူရပါတယ်အနည်းဆုံး9လ6လအထိကိုချူးကနေစိမ့်ငိမ့်စားစိမ့်ငိမ့်တင်ထောက်ကူပစ္စည်းရစားအားလုံးအပီးစီးကိုချူးကတင်မေးရပေါ့နော်အဲ့အောင်မှကိုချူးကမနက်စာစီစဉ်ပေးပြီးတော့လုပ်ပေးရပေါ့နော်ဒါလေးဆို fancy လေးဧည့်သည်စိတ်ချိုက်ရှိထားအားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်